ပွဲစဉ်ကိုတော့ Reader Channel ရုပ်သံလိုင်းကနေတိုက်ထုတ်လင်းတင်ဆက်ပေးနေသလို online ကကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့ကတော့ Facebook YouTube Channel ကနေတိုက်ရိုက်ကြည့်ရှုလို့ရတယ်ဆိုတဲ့အကြောင်းလေးဒီကောင်ပါလိုက်ရပါတယ်ဒီချက်ပြီးတော့လာခဲ့ရဖြစ်ပါတယ်ရှက်သွနာဟာဘင်္ဂလားဒေ့ရှ်တင်မဲ့ area တွေဝင်လာပြီးရှက်သွနာဟာဘောက်ကျော်ချဲလိုက်သွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲစား9မိနစ်မှာပဲဒါနဲ့တင်ရဲ့ကျွန်တော်20ရှန်စွန်ဟာဖြစ်ပါတယ်ရရှိလာတဲ့ကိုယူတော့ကြပဲသုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ရှန်စွန်ဟာဖြစ်ပါတယ်အဲဒီတော့တင်ပြလိုက်တဲ့ဘောလုံးတော့လိုက်တင်ပြေးထွက်သွားပြီးတော့ရှန်စွန်ဟာသူ့ရဲ့ PR ကောင်းကောင်းသုံးချပြီးတော့ရှင်းထွက်လာတဲ့ဒီကွန်မာပြတူစာအတူလာဟောပါကြော်ပြီးတော့သုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ပြီးတာလေဖြစ်ပူပြီးတာလေချက်ခက်နေနေတာခုကနေပဲဒီချက်ခက်နေတဲ့အနေထားတစ်ခုကနေပဲတတိယမြောက်ဥဆောင်လို့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်တီတင်သွားခဲ့တာပဲဖြစ်ပါတယ်ဟာရုံမျောပြီးတာလေလီကာစေဝလက်ကန်လာလေတူဟူရာရှိလာတဲ့ခွင့်ရိုးသူ့အနေနဲ့လည်းအကောင်းဆုံးသုံးသပ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ခဲ့နေလို့လာတင်ချေကို2မိနစ်အတွင်းရောက်မှာပဲမင်္ဂလာတဲ့အသင်းတုဒ္ဒမြောက်ဥဆောင်ကိုတော့သင်ပေးခဲ့ပြီဖြစ်ပါတယ်။ချိန်သွင်းသွားတဲ့ဇာသမားကတော့ကျွန်တော်们10တူဟူရာဖြစ်ပါတယ်။ဒီကနေ့ဗရိသေရဲ့နောက်ကဇာသမားတွေရှိလို့ကြိုးစားနေရထွက်လာတဲ့တော့ရှေ့မှာတိတ်ရှိနေခဲ့တဲ့တူဟူရာသွားခဲ့တာပဲဖြစ်ပါတယ်ပူပေးတာလေဘာလို့ဘလို့ထင်းထင်းမော်ကနေငယ်မတည်တဲ့အနေထားတစ်ခုမှရှန်စွန်နာဟာတိုဟူရာရှန်စွန်နာရဲ့ပြေးလန်းတွေကိုမျောပေးတာလေပြန်ချိုးပေးတာလေတိုဟူရာကမ်မီတိုဟူရာရဲ့2မိနစ်အတွင်းမှာရရှိတဲ့ဒုတိယမြောက်သွင်းကိုပဲဖြစ်ပါတယ်ကိုကူကြီးဆိုတဲ့ကြားလက်တစ်ခုနဲ့ဗရိသေကိုတော့ပြပြတသားဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်။ကျွန်တော်ဟာရဲ့ဒီကူကူကကောင်းမွန်ခဲ့တယ်လို့ပြောပြရာရဲ့သုံးသက်ပိုင်းစောင်းဆောင်ရေးရတယ်ဒီချိန်မှာကောင်းဆုံးအနေထားမှာရှိနေခဲ့တာပဲဖြစ်ပါတယ်။
ပါတယ်အခုဆိုလို့ရှိရင်တိုဟူရာအေရီယာထဲမှာပဲအခုပြန်ပြီးချိုးပေးတာတယ်ချိုးပြီးလက်ခံထားတယ်ဆက်စွန်နာဟာတက်ပြတ်ထိန်းထားတယ်ဆက်စွန်နာပဲပိတ်ဖို့ကြိုးစားတယ်ဒီမော်နေထိပြီးတော့ပြန်ထွက်လာခဲ့တာပဲဖြစ်ပါတယ်မာရီယာပြန်အောင်ထုတ်ပေးထားတယ်ဆက်စွန်နာဟာဒီတော့ပေးထားတယ်လိုက်တဲ့ပိတ်ထားတယ်ညလေးစီမှာတော့ဆန်စွန်နာဟာနှစ်ယောက်ရဲ့အတွဲဆက်ကိုကျွန်တော်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်နောက်ကျအနေလိုက်တက်လာခဲ့တဲ့ကျွန်တော်တို့3ဆန်စွန်နာရဲ့ပေးပို့မှုကိုညာကျန်တိုက်စစ်ပိုင်းကကျွန်တော်တို့20ဆန်စွန်နာဟာပဲလိုက်တဲ့ပိတ်သိမ်းမှုကြိုးစားခဲ့ရမှာတော့ဘာရီတင်းရဲ့နောက်ကကစားသမားရှင်းထုတ်ဖို့ကြိုးစားရင်းနဲ့ကိုကိုတွေ့ပြီးသွားခဲ့တာပဲဖြစ်ပါတယ်ကိုတွေ့ပြီးသွားတဲ့ကစားသမားကတော့ကျွန်တော်တို့ရာဝန်အယ်လာလီဖြစ်ပါတယ်ပေးတော့လေမောင်ရလာသည်မှာချီကိုမျောထုတ်ပေးလိုက်တဲ့တောင်လို့ရှောက်ပဲလူချူချူပဲဘင်္ဂလားဒေ့ရှ်ပဲတောင်ရှောက်ပဲချက်ခေါက်လာတယ်လက်ပေပြီကိုဘီမြောင်ဒီချိန်မှာလဲရလာတဲ့အခွင့်အရေးကိုဘင်္ဂလားဒေ့ရှ်အကောင်းဆုံးအဆုံးသတ်ပြီးတော့နောက်ထပ်9ဂိုးမြောက်ဥဆောင်ကိုတော့ထပ်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီလေဖြစ်ပါတယ်ဒီမှာလဲညာဘချမ်းကနေအကောင်းဆုံးဖန်ဖိုးပေးမှုကနေမိုကီဘုဒ္ဓမာနဲ့တူရင်းချင်းရှင်းတိုင်းတွေ့မှာလက်မကန်စားမောက်ချက်တဲ့ပြီးတော့ပဲချီနဲ့အသက်ရဆုံးအဆုံးသတ်ခဲ့ရလဲဖြစ်ပါတယ်။ဒါကြောင့်လက်ရှိချိန်မှာတော့ဘင်္ဂလားဒေ့ရှ်ရဲ့အနိုင်ရလက်ကပို့ပြီးတော့ပြတ်သားသွားတဲ့အနေအထားတစ်ခုကိုတော့ရောက်ရှိသွားခဲ့ပြီလေဖြစ်ပြီးလို့ဒီအရှာပလာ16ခြေစပွဲအောင်သာဝါနာရှင်ပြည်သူများခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲဘော်ရီတင်းနဲ့ဘင်္ဂလားဒေ့ရှ်အသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက9ဂိုးမြီးဆိုတဲ့အကြလက်နဲ့ဘော်ရီတင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းအစီအကံတင်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့